Sometimes there's worry and fear in our lives. And I face these same struggles. You know, especially living here in Malaysia, there's different cultures, there's different religions. There's different states, different politics. A lot of different voices coming from a lot of different areas. We have family and friends who have opinions about our lives. The people we work with have opinions about our lives. Sometimes the noise can be so loud we can't even hear ourselves think. Sometimes it's hard to hear God's voice. Sometimes we find ourselves looking to people's opinions rather than God's word. Not to mention the own critical voice we have about ourselves. That voice often lies to us. The voice that says, I'm not good enough. I'll never have enough. If only I had that, then I could do this. But that's not the voice of God. Can anyone relate to what I'm talking about? Have you ever heard voices that are not kind? Today, I want us to focus on whose voice are you listening to? In John 10:27, Jesus says, my sheep listen to my voice. I know them and they follow me. John 10. Okay. So Johan 10:29မှာဘာပြောထားလဲဆိုငါတို့တို့သည်ငါစကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏တဲ့ See, God often refers to us as sheep in the Bible. ဆိုတော့ကျမ်းစာထဲမှာဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ရောက်စီတာတော့သူရဲ့သိုးအနေနဲ့ခိုင်းထားတာတွေ့ရတယ် And the word says the Lord is our shepherd. ဆိုတော့ကျမ်းစာထဲမှာပြောသိတယ်နော်23ခုမြောက်သောစာထဲမှာဘုရားတော်ဘုရားကငါ့သိုးထင်းဖြစ်တော်မူ၏လို့ဆိုကြတယ် So I shall not want. အဲ့တော့ငါကတော်ဘုရားငါ့သိုးထင်းဖြစ်တော့ငါသည်ဆင်းရဲမခံရဖြစ်တယ် See, a shepherd has to train his sheep to hear his voice. ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီသိုးထင်းကသိုးကိုကောင်းဖို့ဆိုတာပြုစုလို့ဖြစ်တယ် Just like children, just like adults, just like humans, sheep need a lot of guidance. ဆိုတော့ဒီကလေးငယ်တွေကိုနော်အသက်ကြီးတဲ့လူတွေပဲဖြစ်ဖြစ်မိဘတွေပဲဖြစ်ဖြစ်ပြုစုတယ်လို့ပေါ့နော်သူတို့ရဲ့အတန်တွေကလေးငယ်တွေကိုကြီးတဲ့လူတွေကအတန်ပြုခြင်းအဖြစ်သူတို့ရဲ့အတန်ကိုနားထောင်ခြင်းအဖြစ်ပြုစုနေတယ်လို့ပဲ If the sheep wander too far from the shepherd, they can't hear the shepherd's voice, so they get lost. ဆိုတော့တိုးထင်းရဆိုလို့ရှိရင်တိုးတွေကိုကောင်းတဲ့နေရာပို့ဆောင်ပေးတယ်ဆိုတော့တိုးထင်းရဲ့စကားအတန်အနောက်ကိုပဲတိုးတွေကလိုက်ပြီးတော့ See,
A sheep relies on its shepherd to keep it safe. ဆိုတော့တိုးတွေကတိုးထိန်ကိုပဲအမြဲတမ်းအားကိုးနေကြတယ်သူ့ကိုပဲအမြဲတမ်းမှီခိုနေကြတယ်တိုးတွေကတိုးထိန်အနောက်ကိုပဲလိုက်ပြီးစကားနားထောင် When the sheep get far away from the shepherd's voice, that's when trouble comes. That's when they get attacked by wild animals. That's when they fall off cliffs. That happens with sheep. ဆိုတော့တိုးတွေကတိုးထိန်နဲ့ကွာသွားပြီဆိုရင်တိုးတွေရဲ့တက်တာထဲမှာမဖြစ်လေမကောင်းတဲ့အရာတွေဒုက္ခရောက်တွေအရာတစ်ခုခုမှပေါ့နော်ကြုံရတယ်ဒါကြောင့်မို့လို့တိုးတွေကတိုးထိန်နဲ့ကွာလို့မရဘူး But when the sheep hear the shepherd's voice, they find safety. ဆိုတော့တိုးတွေကဆိုလို့ရှိရင်တိုးထိန်ရဲ့စကားကိုနားထောင်ပြီးတော့လိုက်ကြတယ်အဲ့လိုက်ကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကောင်းမွန်တိုးထိန်ကကောင်းမွန်တဲ့နေရာကိုပို့ပေးမယ်ဆိုတာသိလို့တိုးကလိုက်တာဖြစ်တယ် So we must be like sheep who hear our Father's voice. အဲ့လိုမျိုးပဲကျွန်တော်တို့ရောက်စတဲ့အသက်တာထဲမှာလည်းတိုးတွေလိုပဲကျွန်တော်တို့ရဲ့ကောင်းကင်အဖဖရာသခင်ရဲ့စကားကိုနားထောင်ပြီးတော့ဖရာရဲ့နောက်ကိုလိုက်ကြဖို့ဖြစ်တယ် So there was a time in my life where I was just critically talking about myself. Just, I'm not good enough. I can't do this. I don't have that. ကျွန်မရဲ့သက်တာထဲမှာလည်းကိုကြည့်ပြီးတော့ကိုဆုံးဖြတ်တယ်ငါမလုပ်နိုင်ဘူးငါကဒီရလုပ်ဖို့အတွက်မလုံလောက်ဘူးငါကဘာမှမတတ်နိုင်ဘူးဆိုပြီးတော့ကိုယ့်ရဲ့အတန်ကိုနားထောင်လို့ဖြစ်တယ် Someone told me, who told you that? တယောက်တော့သူကတော့ကျွန်မကိုဗာပြောလဲဆိုတော့ဘယ်သူကသိကိုအဲ့လိုပြောတာလဲ So I had to stop and think about, where did I learn that? Where did I hear that? အဲ့ဒါနဲ့ကျွန်မလည်းကိုစဉ်းစားတယ်ဟဲ့ဘယ်ကနေကြားတာလဲငါတည်းကဒီရာကိုဘယ်ကနေသင်ယူခဲ့တာလဲဆိုပြီးတော့ကိုလည်းပြန်ပြီးတယ် See, sometimes we have to stop and think about what we're actually thinking about. ဒါကြောင့်မို့လို့ကျွန်တော်တို့တရားစတဲ့အသက်တာထဲမှာလေဒီအရာလေးတစ်ခုကဘယ်ကနေလာတာလဲဆိုတာဒီလိုအတွေးခေါ်ကဘယ်ကနေလာတာလဲဆိုတာကိုစဉ်းစားဖို့ဖြစ်တယ် So when we begin to think about what we're thinking about, we actually learn what we believe about ourselves. ဆိုတော့ကျွန်တော်တို့ဘာရတဲ့တင်ယူရမလဲဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရတယ်ကျွန်တော်တို့ကကိုယ်တိုင်ကဘာယုံကြည်နေလဲအဲ့ဒီယုံကြည်ခြင်းရတယ်တင်ယူဖြစ်တယ် And if you're a follower in Christ, you learn what you actually believe about God. တင်ဟာဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတယ်ဆိုရင်ယေရှုခရစ်တော်ရဲ့စကားကိုနားထောင်နားခံလက်ရှောင်နေအသက်ရှင်နေတယ် So something I'm learning and putting into practice right now is, does it sound like God's character? ဆိုတော့ကျွန်မရဲ့တက်တာတွေမှာအများနဲ့သိယူနေတယ်ဘယ်လိုလဲဆိုတော့ယေရှုခရစ်တော်ရဲ့ဆရာရဲ့လက္ခဏာယေရှုခရစ်တော်ရဲ့အသက်ရှင်တဲ့ပုံစံအတိုင်းသက်ရှင်မှုရဲ့ပဲသိယူနေတယ် See, the word tells us that God is love. ဆိုတော့ပြောမယ်ဆိုရင်ဘုရားခင်ကချစ်ခြင်းမြတ်တာဖြစ်တယ် So we have to know his character. ဒါကြောင့်မို့လို့ဘုရားခင်ရဲ့ယေရှုခရစ်တော်ရဲ့ဇာတ်လက္ခဏာတွေလည်းကျွန်တော်တို့သိဖို့ရပဲဖြစ်တယ် But how do I know God's character? အဲ့တော့ဘုရားခင်ရဲ့ဇာတ်လက္ခဏာတွေဘယ်လိုသိမလဲ He tells us we have to renew our minds in his word daily. ဆိုတော့သူ့ရဲ့ဘယ်လိုသိနိုင်လဲဆိုတော့နေ့စဉ်အသက်တာထဲမှာသူ့ကိုအမြဲတမ်းသိနေဖို့ဖြစ်တယ်ဘုရားကိုအမြဲတမ်းသိနေဖို့ဖြစ်တယ် You know, that's not just once a day. For me, sometimes that's all day long. ဆိုတော့ဒီနေ့မှာအချိန်မဲ့သိဖို့မဟုတ်ဘူးနေ့တိုင်းအချိန်တိုင်းဖြစ်တယ်သိဖို့ဘုရားကို In Joshua 1:7-9, it says, "Be strong and very courageous. Be careful to obey all the instructions Moses gave you. Do not deviate from them, turning either to the right or to the left." Joshua 1 7 to 9 Joshua 1 Joshua 1:7-9. Joshua 1 It's 9, so you have 9. Joshua 1 Joshua 1:7-9. Joshua ခန်းကြီး1 Thank you. ဆိုတော့ဒီမှာဆိုလို့ရှိရင်တွေ့ရမယ်တို့ဖြစ်၍ငါဤဂျုံမောရှိမှထားသောတရားအတိုင်းကြည်မီဟုစောင့်ရှောက်ခြင်းမှာအာယူ၍အလွန်ရဲရင့်ခြင်းရှိတော့ကြံစီလေသမျှတို့၌အောင်မြင်အကြောင်းထိုတရားလမ်းသို့လိုက်တော့လက်ရဘက်လက်ဝဲဘက်သို့လွှဲနေ
Yeah, so it says don't turn to the right or left, and then you will be successful in everything you do. ဆိုတော့အသက်တာထဲမှာအမြဲတမ်းအောင်မြင်ဖို့ကိုလုပ်နေသမျှအောင်မြင်ဖို့ဘာဖြစ်လဲလက်ရဘက်လက်ဝဲဘက်မလွဲဘူးဖြစ်တယ် Do you want to be successful in life? ဆိုတော့အသက်တာထဲမှာအမြဲတမ်းတော့အောင်မြင်တဲ့လူဖြစ်ချင်တယ်ဟုတ်တယ် God says, oh, sorry. God says study His Word. ဆိုတော့ကျမ်းစာတော့ဘာဖြစ်လဲဖခင်ရဲ့နှုတ်ကပတ်တော်ကိုစင်ကြင်အောင်မြင်ဖို့ဖြစ်တယ် The verse continues. It says, study this book of instruction continually. ဆိုတော့နေ့တိုင်းနေ့စဉ်အသက်တာထဲမှာနေ့တိုင်းနေ့စဉ်ရက်ဆက်သက်ရှင်ဖို့ဖြစ်တယ် Meditate on it day and night so you will be sure to obey everything written in it. ဆိုတော့နေ့စဉ်မပြတ်เนาะနေ့ညမပြတ်တရားတော်မှာမွေ့ရုံဖြစ်တယ် It says, only then will you prosper and succeed in all you do. ဆိုတော့အဲ့ဒီအခါမှာဘာဖြစ်လဲအကျဉ်းထားမြောက်မယ်ကိုယ့်ရဲ့ပြုတ်လေသမျှမှာအောင်မြင်ဖို့ကနှုတ်ကပတ်တော်ကိုနေ့ညမပြတ်မပြတ် In Psalm 119, 97, ဒီစာ Psalm 119, 97, it says, တရား oh, how I love your instructions. ဝန်နိုင်ဒီဝန်နိုင် One, 119, 97. ဝန်နိုင်တရားတစ်စက်ကိုတရားတစ်စက်ကို119 verse 97. 97ကိုစက်ခွန်စာလက်တရားတစ်စက်ကိုခိုင်းငယ်ကိုစက်ခွန်မှာဗာပြောထားလိုက်ဆိုတော့ကိုရောဤတရားကိုအကျွန်ုပ်ဒီအလုံးနဲ့သက်ပါ၏တစ်နေ့လုံးစင်ကြင်အောင်ရည်ရည် And it says, I think about them all day long. ဆိုတော့အဲ့ဒီမှာဗာပြောရတဲ့အဓိကအဖြစ်တစ်နေ့လုံးဘုရားရဲ့ပြုတ်တဲ့စင်ကြင်အောင်ရည်ပါလေ So we find out God's character in His Word. We learn the instructions we need for life in His Word. ဆိုတော့နေ့စဉ်နေ့တိုင်းအသက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်စင်ကြင်အောင်ရည်ပါ Thank you, Jesus, for these children, God. Thank you that it is okay, Lord. Thank you that you care about that child, Lord, and his needs. Thank you, Jesus, that you are his shepherd, Jesus. Thank you, God, for he lacks for nothing. In Jesus' name. So in the Word, it tells us the names of God. ဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုစင်ကြင်အောင်ရည်ဖြစ်တယ် His name is Jehovah Jireh. ဒီလိုဆိုလို့ရှိရင်ယေဟောဝဂျိုင်ရာကျွန်တော်တို့နဲ့အတူပါရှိတယ်။ညာ The God who meets your needs. ဆိုတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်များကိုပြင်ဆင်ပေးတော့ဘုရား He is Jehovah Rapha. ဆိုတော့ကျွန်တော်တို့ကိုယ်ကတော့ဘုရားဆိုလို့ရှိရင်ယေဟောဝရာဖာဖြစ်ပါတယ် The God who heals. Don't let the distractions of the room distract what God wants to speak to your heart. ဆိုတော့ဘုရားခင်ကနမိတ်လက္ခဏာပြုပေးတဲ့ဘုရားဖြစ် These are the things right in our mind right now. ဆိုတော့နှလုံးသားတော့ကျွန်တော်တို့ရဲ့အသိဉာဏ်တွေမှာတစ်ခါလေးထည့်အောင်နော် What is that boy doing? Why are they fighting? ဆိုတော့ကလေးတွေနော်လူတွေနော်ဘာတွေလုပ်နေရလဲဒီကလေးကဘာလုပ်နေရလဲဆိုမစဉ်းစားပါနဲ့ Right now, God can teach us through these children, y'all. ဆိုတော့ဒီခုချိန်မှာလည်းဘုရားခင်ကကလေးတွေကိုလည်းစကားပြောနေတယ် Do you see how quick it is easy to get distracted? နော်ကျွန်တော်ကလေးတွေကိုတော့တခါလဲဟိုစိတ်နှောက်ရှက်ဒီလိုကြောင့်စိတ်နှောက်ရှက်ဖြစ်နိုင်တယ် Just like those sheep, our minds can wander that quick. နော်အဲ့လိုမျိုးပဲနော်ခါလဲဟိုတိုးတွေရတယ်နော်ကိုသွားတီသွားဖြစ်တယ်နော် But when we bring the authority of God into the room, distractions don't have a place. နော်ဒီနေရာဆိုလို့ရှိရင်ဘုရားခင်ရဲ့အိမ်မက်တော်ဖြစ်တဲ့အတွက်ကြောင့်ထားလိုက်ပါတဲ့ Because God meets us right where we are in those thoughts. ဆိုတော့ဘုရားခင်ကကျွန်တော်တို့ရဲ့နော်အသိဉာဏ်တွေစဉ်းစားဉာဏ်တွေကိုလည်းအများရန်ကြည့်ရှုနေတဲ့ဆောင်းပါးတွေဘုရားဖြစ်တယ် We just have to release them to Him. It's okay. နော်ဘုရားခင်ရဲ့မဂ္ဂဘတ်တော်ကိုကျွန်တော်တို့စဉ်းကျင်ကြရအောင် Lord, I'm stressed right now. နော်ဘုရားကိုပြောပါအိုးကျွန်တော်လည်း I need help right now. ကိုလိုအပ်တယ် My child's not listening. နော်ကလေးတွေကနောက်ထပ်ဘူး I'm embarrassed. နော်အရာကိုစိတ်ပြက်နေပြီစိတ်ပြက်လက်ပြက်ဖြစ်နေပြီ Those are lies from the enemy. နော်အဲ့ဒါဆိုတာဘာဖြစ်လဲဆိုတော့အဲ့ဒါကဒီကောင်းတဲ့အရာ
God has all you need. နော်ဘုရားကိုပဲဘုန်းကြီးချင်းပေးပါတယ် So, let's continue. ဆိုတော့ဆက်လာမယ်ဆက်လာမယ် The truth is the truth no matter how you feel. ဆိုတော့ကဲအဲ့တော့ဘယ်လိုခံစားလဲကျွန်တော်တို့အသက်တာလေးမှာနော် And the truth is found in the word